ကန်ဆိုးရာတွေပြောင်းလို့ဖျားသွားဘူးကမှဆိုင်ငယ်လဲပြီးစားခဲ့ရတဲ့ခီးစဉ်ဗျာဘာတွေဘလို့ဖြစ်ခဲ့လဲဆိုတာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြပါဦးနော်အဲ့ဒီနေ့ကမနက်3 နာရီအလုပ်ပြီးချင်းကျွန်တော်တို့တွေမအိပ်ဖက်နဲ့ 7-Eleven မှာကော်ဖီလေးဝင်တောက်လူစုပြီးတော့စတင်ထွက်ခဲ့တာပေါ့ဗျာဒီမှာအရေးကြီးတာတခုပြောရအောင်မယ်ဗျာကျွန်တော်တင်ငယ်ချင်းရဗျာကျွန်တော်ဆိုင်ငယ်မောင်းရင်စိတ်မချဘူးတဲ့သူကပြောလိုက်တည်းရဲ့မင်းလိုမန်လေးသားကိုဆိုင်ငယ်ပေးမောင်းရင်အသက်အာမခံမရဘူးတဲ့စဉ်းစားကြည့်ဗျာကဲဗျာအဲ့လိုနဲ့ပဲကျွန်တော်တို့တွေဆိုင်ငယ်လေးစီးရင်တချင်းလေးဆိုလိုက်ကားတွေကိုကြော်တက်လိုက်ဖိုက်ကတော့ share ပေါ့ဗျာဒါပေမဲ့အမှားကြီးတစ်ခုရှိတယ်အဲ့ဒီညမိုးရွာထားတယ်ဗျအဲ့မှာမောင်းရင်းနဲ့ပဲကားငယ်ကွေတစ်ခုလည်းရအောင်ရောကျွန်တော်ကိုစိတ်မချဘူးဆိုတော့ကျွန်တော်တကယ်ချင်းမော်လမြိုင်သားနဲ့ကျွမ်းနေပဲဆိုင်ငယ်ကတလောဖြစ်ပါလေရောကျွန်တော်တော့ဘာမှမဖြစ်ပါဘူးဟဲ့ကျွန်တော်ကမန်းလေးသားလေဒါပေမဲ့ကျွန်တော်တင်ငယ်ချင်းကတော့ပတိစီလိုက်ရတယ်ဗျဒါပေမဲ့လည်းဒီလိုပြဿနာတွေကကျွန်တော်တို့ဖျားသွားဖူးတာတော့မတားဆီးနိုင်ခဲ့ပါဘူးဗျာကဲလဲခဲ့ပြီဖျားလဲရောက်ခဲ့ပြီပေါ့ကဲကတော့နောက်မှကောင်းမယ်ထင်ပါတယ်ဗျာဖျားတောင်ကြီးရောက်တော့ဒီနေ့ကလာပြည့်နေ့ဖြစ်နေတယ်ဗျအချိုရီလာလူတဲ့အလူရှင်ကျေးဇူးနဲ့အေးအေးတစ်ခွက်အခမဲ့တောက်ခဲ့ရပါသေးတယ်ကန်ဆိုးပြီးပြီဆိုတော့ကန်နည်းနည်းကောင်းလာတယ်ထင်တယ်ဗျဟောဆိုင်ငယ်လဲပြီးတော့ပတိစီးခဲ့ရတာတော့မှလမ်းဆက်ရှောင်းနိုင်သေးရတော့ကျွန်တော်ရဲ့တငယ်ချင်း Power Ranger Even ပဲဖြစ်ပါတယ်အမေသူကမွန်ပစိုးလေးတောင်လဲလိုက်သေးရဲ့ဗျရှူခင်းနေရလဲအရန်နေလှနေပါတယ်တောင်ပေါ်ရောက်ရင်ဘယ်လောက်လှမလဲဆိုပြီးတော့လဲရင်ခုန်နေပါပြီနောက်ပြီးတော့ကျွန်တော်တို့ခီးစဉ်ကိုခွန်အားဖြစ်စေတဲ့သူတယောက်လည်းရှိရဲ့ဗျသူကတော့ကျွန်တော်တို့ရဲ့အလုံးမှာအလားဆုံးမရီနာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတော့တောင်ပေါ်ရောက်ခဲ့ပါပြီဗျာရှူခင်းလာချက်ကတော့ရင်သက်ရှူမောပဲပါပဲဖူးကက်မျိုးရဲ့အလှကိုအပေါ်စီးကနေကြည့်ရတာတကယ်ကိုမမေ့နိုင်ပါဘူးဖူးကက်မျိုးရဲ့ဘေးဗုဒ္ဓကိုအနီးကပ်ဖူးမြော်ခွင့်ရခဲ့တာပီတီအရန်ဖြစ်ရပါတယ်ကျွန်တော်လည်းဖျားကြီးပေါ်မှာဖျောင်းတိုင်းအမွေးတိုင်းပန်းအကုန်ကတ်လူခဲ့ပါတယ်ဒီလိုနဲ့ပဲဖူးကက်မျိုးရဲ့အလှကိုခန်းစားရင်အားလုံးအတူတူပြန်ဆင်းပြီးတော့အိမ်ပြန်ခဲ့ကြပါတယ်ဒီခင်းစဉ်မှာလဲခဲ့ရတယ်ပြင်ပန်းခဲ့ရတယ်ဒါပေမဲ့အမတ်တရကတော့အရင်လာခဲ့ပါတယ်ဒီလိုခီးသွား blog လေးကိုကြိုက်တယ်ဆိုရင်တော့ like follow နဲ့ share လေးလုပ်ပေးပါဦးနော် Jeffrey on the way ပါကျေးဇူးများတင်ပါတယ်